ခိုင်ဒေသမှာဖန်စီထင်ထင်ခံရတဲ့စစ်ကောင်စီရဲ့တပ်သားတွေနဲ့တပ်မိသားစုဝင်တွေကိုစစ်ကောင်စီက2026ခုနှစ်အတွင်းမှာလေကြောင်းကနေပုံကျစ်တက်ခတ်ပြီးတော့တပ်ဖြတ်တာဟာ3ကြိမ်အထိရှိလာပြီဖြစ်ပါတယ်။ဒါ2026ခုနှစ်ပထမ3လအတွင်းမှာတလတစ်ကြိမ်ပုံကျစ်တက်ခတ်တပ်ဖြတ်တာဖြစ်ပြီး2025နဲ့2024ခုနှစ်တွင်မှာလည်းစစ်သုံးဘက်နဲ့မိသားစုဝင်တွေထိန်းသိမ်းထားတဲ့အကျဉ်းစခန်း3ခုကိုလေကြောင်းကနေပုံကျစ်တက်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်။စစ်ကောင်စီဟာ2026ခုနှစ်မှာဇန်နဝါရီလ20ရက်နေ့နဲ့ဖေဖော်ဝါရီလ19ရက်နေ့တို့မှာကြောက်တော်မြို့နယ်ရှောင်းလူကျေးရွာအနီးမှာရှိတဲ့စစ်သုံးဘက်အကျဉ်းထောင်ကိုလေကြောင်းကနေပုံကျစ်တက်ခတ်ခဲ့တယ်လို့မက်ရှလ10ရက်နေ့မှာလည်းအမြို့နယ်တလက်ရှောင်းမှာရှိတဲ့အကျဉ်းစခန်းကိုထပ်မံလေကြောင်းပုံကျစ်တက်ခတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီပုံကျစ်တက်ခတ်မှုတွေမှာတိုင်ခံမှာလည်းစစ်ကောင်စီဟာ2024ခုနှစ်စက်တင်ဘာလ10ရက်နေ့နဲ့စက်တင်ဘာလ9ရက်နေ့တွေမှာပေါတောမြို့နယ်ရှမ်းရွာမှာရှိတဲ့စစ်သုံးဘက်တွေထားတဲ့အကျဉ်းစခန်းနဲ့မောင်တော်မြို့နယ်နက်ကခနှင်းမှာရှိတဲ့စစ်သုံးဘက်အကျဉ်းစခန်းတွေကိုလေကြောင်းကနေပုံကျစ်တက်ခတ်မှုတွေရှိခဲ့ပါတယ်။ဒါ့အပြင်2025ခုနှစ်ဇန်နဝါရီလ18ရက်နေ့မှာလည်းမြောက်ဦးမြို့နယ်ရန်ရှောင်းဒေသမှာရှိတဲ့စစ်သုံးဘက်မိသားစုဝင်တွေကိုထိန်းသိမ်းထားတဲ့အကျဉ်းစခန်းတစ်ခုကိုလည်းထပ်မံပုံကျစ်တက်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်။စစ်ကောင်စီကစစ်သုံးဘက်တွေအဖြစ်ဖမ်းဆီးခံရတဲ့စစ်သားတွေနဲ့တပ်မိသားစုဝင်တွေကိုလေကြောင်းကနေပုံကျစ်တက်ခတ်မှုတွေကြောင့်သေဆုံးသူ232ဦးအထိရှိလာနေပြီးတော့ထိခိုက်ဒဏ်ရာရှိသူဟာလည်း130နဲ့အထက်မှာရှိတယ်လို့အာခတ်တစ်တွေရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။စစ်ကောင်စီကစစ်သုံးဘက်တွေအဖြစ်ဖမ်းဆီးခံရတဲ့သူတို့ရဲ့တပ်ဖွဲ့ဝင်တွေနဲ့တပ်မိသားစုဝင်တွေကိုဗကြောင်းပြစ်မှတ်ထားပြီးတော့လေကြောင်းကနေတိုက်ခိုက်တပ်ဖြတ်လာရတာပါလေစီဒန်ဘူကြီးဇန်ရောပြောတာကအခုဒီဒလက်ချောင်းကိစ္စဒလက်ချောင်းဖြစ်စင်မှာတော့အဆိုးရွားဆုံးပဲပေါ့နော်ဒါကြောင့်မို့လို့ဒီဖမ်းမိထားတဲ့စစ်တုံးပန်းတွေကရာသူအကြီးဆုံးဖြစ်တဲ့ဒီဒူတိုင်းမှုပေါ့နော်ဗိုလ်မှူးချုပ်တောင်းထိုးကိုယ်တိုင်လည်းပြောသူကိုယ်တိုင်ကိုထွက်ပြောရတာရှိတယ်ပေါ့ဘာလို့လဲဆိုတော့တေချာကင်းထောက်ပြီးကမှစစ်တုံးပန်းအကျဉ်းစခန်းမှတိကမှတိရက်သားနဲ့ရက်ဆက်ဆက်အချိန်ယူပြီးကမှကောက်ကွယ်ဝင်မြင်နေရတဲ့နေကင်းအချိန်မှာတိုက်ခိုက်သွားတဲ့အနေအထားမျိုးပဲအဲ့တော့သူတို့ကဒါမှားပြီးကျဲတာမဟုတ်တော့တိတိနဲ့ကျဲတာဘာလို့ကျဲတာလဲဆိုတော့ကျွန်တော်တို့ဒီစစ်တွေကိုတိုက်တော့စစ်တွေမှာတိုက်ခံတဲ့အခြေအနေမှာဒီကျွန်တော်တို့ကြောက်ဖြူကြောက်တော်ပလဝမင်းပြားပေါ့နော်အဲ့ဒီဟာနယ်မြေတွေမှာဒီစစ်တီတွေဒီအစစ်မြင့်အရာရှိတွေအပါအဝင်လက်နဲ့ချခဲ့တဲ့ဖြစ်စဉ်တွေရှိတယ်အဲ့တော့စစ်တွေမှာလည်းသူကလက်နဲ့ချမှာကိုကြောက်တယ်အခုတိုက်တော့မှာဆိုတော့စစ်တွေမှာပြေးရမလို့လွှားရမလို့ဖြစ်နေကြတယ်ဒါကြောင့်မလို့သူတို့ဒီလက်စာတုံးပြီးတော့နော်လက်အမှုယူပြီးတော့မင်းတို့ကောင်းလေးလက်နဲ့ချရင်လည်းငါတို့တော့လိုက်တတ်မှာဘဲဆိုတဲ့ message ကိုပေးတာလို့တော့ကျွန်တော်ကတော့သုံးသပ်ပါစစ်ကောင်စီရဲ့ရခိုင်ပြည်တန်းကစစ်သုံးပန်းအကျဉ်းစခန်းတွေလေကြောင်းတိုက်ခတ်မှုတွေမှာစစ်ဘက်ကအရာရှိကြီးတွေဖြစ်တဲ့ဗိုလ်မှူးချုပ်အဆင့်တွေဗိုလ်မှူးအဆင့်တွေနဲ့စစ်တန်းကအရာရှိစီယံဝန်တွေအမျိုးသမီးတွေကလဲငယ်တွေအထိထိခိုက်ဒေဆုံးမှုဒဏ်တွေကိုခံနေကြရတာဖြစ်ပါတယ်ရခိုင်တပ်ဖွဲ့အတန်းဖမ်းဆီးခံခဲ့ရတဲ့စစ်ကောင်စီတပ်သားစစ်သုံးပန်းတွေဟာစစ်ကောင်ဆောင်တွေအတွက်အသက်ပေးတိတ်ပွဲဝင်ရင်စစ်ကောင်စီရဲ့အရှိန်မင်းကေထောက်မှုမရှိတာစိတ်ကူပို့ဆောင်မှုမရှိတာနဲ့တမင်သားစုဝင်တွေကိုကြွတန်းရွှေ့ပြောင်းထားတာတွေမရှိတာကြောင့်စစ်သုံးဘက်နဲ့သုံးပန်းမိသားစုဝင်တွေအဖြစ်လူဦးရေထောင်နဲ့ရှိပြီးတော့ဖမ်းဆီးခံရကြတာလည်းဖြစ်ပါတယ်စစ်ကောင်စီရဲ့အစိုးရဆုံးနဲ့တေဆုံးမှုအမြင့်ဆုံးအကျဉ်းစခန်းလေကြောင်းတက်ခတ်မှုဖြစ်တဲ့ဒလက်ရှောင်းလေကြောင်းတက်ခတ်မှုမှာကြွတန်းကန့်ထားမှုတွေပြုလုပ်ခဲ့ပြီးတော့စစ်သုံးပန်းအကျဉ်းစခန်းလို့တည်ပြီးမှဘုံကြီးတက်ခတ်ခဲ့တာဖြစ်တယ်လို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခရဲ့ဒုတက်မှုဟောင်းဖြစ်သူဘုံမှုလျှောက်တောင်းထန်းက One Nation News နဲ့အင်တာဗျူးမှာအခုလိုပြောကြားထားပါတယ်ဒီနေရာကိုဒါဘုံမကျဲခင်ပေါ့နော်လေနဲ့ဘုံမကျဲခင်မတိုက်ခိုက်ခင်မှာဒါကြိုတင်ကင်းထောက်တာတွေရှိတာပေါ့ကျွန်တော်တို့လည်းဒီမှာရှိနေတော့မြင်တာပေါ့နော်လွန်ခဲ့တဲ့2ပတ်3ပတ်လောက်ကလေးကပထမဆုံးလေချောင်းကင်းထောက်မှုတွေလုပ်တယ်ပေါ့နော်ဒီပေါ်မှာဒီအချင်းထောင်ပေါ်မှာဒါလေရင်နဲ့9ခေါက်10ခေါက်တရက်ထဲမှာပြန်တယ်ပြန်ပြီးကင်းထောက်တာပေါ့နော်ကင်းထောက်ပြီးတော့မှကြည့်တယ်ဒီဆောက်ဦးတွေကဘယ်လိုဆောက်ဦးဖြစ်မလဲပေါ့နော်ကြည့်မယ်ကြည့်ပြီးတော့မှဒီမှာဆိုရင်ကျွန်တော်တို့အချင်းထောင်မှာဆိုရင်အချင်းသားတွေကပြောရမယ်ဆိုရင်ကျွန်တော်တို့ဝစ်စုံ4-5-6မျိုးဝေးရတယ်သူအယောင်လိုက်ပေါ့နော်ထောင်ချက်အယောင်လိုက်ပေါ့တချို့ကအပြာရှိတယ်တချို့ကဥပမာ1500ဆိုရင်အပြာပေါ့နော်1600ဆိုရင်သူ့အယောင်တတ်မှတ်ချချက်တွေရှိပါတယ်သူထင်သာမြင်သာရှိအောင်ပေါ့နော်အချင်းသားတွေထွက်ပြေးလို့မရအောင်ပေါ့လေနော်အဲ့လိုရှိတဲ့အခါမှာကင်းထောက်တဲ့အခါမှာတော့ဒီအချင်းသားတွေကကျွန်တော်တို့မနေ့ပိုင်းဆိုလို့ရှိရင်အားလုံးကစိုက်ခင်းတွေလုပ်ကြတယ်ဒီမှာလည်းကိုစားဖို့ကိုလုပ်ကြတာဟိုတိုးတယ်မှာဆိုတော့နော်စိုက်ခင်းတွေလုပ်ကြတယ်တချို့ကကျတော့ရေခတ်တဲ့ရေတည်တဲ့ဖွဲ့တွေရှိတယ်ဒါတွေကိုကင်းထောက်မယ်ဆိုရင်တော့ဒါဝင်ထွက်သွားလာနေရတော့အကုန်မြင်ရမှာအခုမြင်ရပါတယ်ကင်းထောက်လေးကြရင်ကြည့်မယ်ဆိုတော့မြင်ရတာပေါ့နော်လူတွေတန်းစီပြီးသွားလာထွက်ဝင်နေတာအဝင်ထွက်အများများတာပေါ့နော်အလုပ်တွေလုပ်ကြတယ်လုပ်ပြီးတော့မှ
တတ်မှတ်ထားတဲ့အခြေအနေမှာသူတို့ပြန်ဝင်လာကြရတာပေါ့နော်အဲကြသူထောင်ဝဲစုံနေဆိုတော့ထင်းသားမြင်သားနေတာထောင်ဝဲစုံကအယောင်မတူတစ်ထောင်လုံးထောင်ကြီးအားလုံးတစ်ခုလုံးအယောင်တူဝစ်ထားတာမဟုတ်ဘူးကျွန်တော်တို့ဒီမှာလေဒါကျွန်တော်တို့လောက်တာပေါ်ပါခွင့်ရှိတာပေါ့နော်ကျန်တဲ့လူတွေကတော့သူကသူထောင်ဝဲစုံနေနေရတာပေါ့အဲ့ကြတော့ဒါတွေကမြင်သားထင်သားနေရရှိတာပေါ့နော်မြင်သားထင်သားရှိတယ်အဲ့ဒါကင်းထောက်တယ်အဲ့ဒီဘုံလာမကျဲခင်ဒါ9ရက်6ရက်နေ့မှလည်းကင်းထောက်တာရှိတာပေါ့နော်ဖြစ်သွားတာ10ရက်နေ့မှဖြစ်သွားတာဟော6ရက်နေ့လောက်မှကင်းထောက်တယ်ဒီတစ်ပတ်လောက်တွင်းမှာလည်းကင်းထောက်ကြတာပေါ့နော်ကင်းထောက်တဲ့အခါမှာဒါကြီးကထောင်းဆိုတာတေးကြနေတာပေါ့ခုနကျွန်တော်ပြောသလိုအဆောက်အဦကလည်းစနေတကျစနေတကျစောက်ထားတာရှိတယ်ပြီးလို့ရှိရင်ဒီဘက်ကလုံခြုံရေးတဲတွေရဲ့အနေထားလည်းရှိတာပေါ့နော်ပြီးရင်လူဝင်ထွက်နေတာတွေအများများတယ်လူတွေကလည်းတာမန်အရက်ဝတ်တွေနဲ့ယူနီဖောင်းတွေနဲ့တွားနေကြတာမှမဟုတ်တာဝင်ထွက်နေတာတွေကဒါထောင်ဝဲစုံတွေနဲ့ဝင်ထွက်နေတာပဲလေဝင်ထွက်နေတော့ဒီမှာလူဝင်ထွက်တွေများတယ်ဒါဒီကြောင့်လဲကင်းထောက်ထားတယ်ဆိုတော့မသိစရာတော့မရှိဘူးလို့ကျွန်တော်ထင်တယ်ဒါတိတိနဲ့ခြေပလိုက်တဲ့သဘောပဲပေါ့နော်ရစ်ဆက်တဲ့သဘောဖြစ်သွားတော့ ရခိုင်တပ်ပွဲအတွင်းစစ်ကောင်စီတပ်ရဲ့ဒုတက်မှုအဆင့်နဲ့တက်မှမှုအဆင့်ရှိတဲ့ဗိုလ်မှူးချုပ်အဆင့်9ဦးထက်မနည်းကိုအာရခတ်တပ်တော်ကအရှင်ဖမ်းမိထားပြီးတော့တက်မှမှုနဲ့ဗျူဟာမှုအဆင့်ရှိတဲ့ဗိုလ်မှူးကြီးနဲ့ဒုတိယဗိုလ်မှူးကြီးအဆင့်တွေအပါအဝင်စစ်ကောင်စီအရာရှိကြီးတွေနဲ့အရာရှိငယ်တွေရာနဲ့ရှိလက်နဲ့ရှဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။အဲ့ဒီအထက်မှာနဘခဒုတက်မှုဖြစ်တဲ့ဗိုလ်မှူးချုပ်တောင်ထွန်းတိုင်းဦးစီးမှုဗိုလ်မှူးချုပ်ကျော်တန်းစက္ကခကိုတက်မှမှုဗိုလ်မှူးချုပ်ဇွန်မန်ထွန်းစက္ခစင်ငါတက်မှမှုဗိုလ်မှူးချုပ်တူရီထွန်းနဲ့စက္ခငါတက်မှမှုဗိုလ်မှူးကြီးတထုံးစံတို့ဟာလူသီးများထန်ရှားတဲ့ဗိုလ်မှူးချုပ်တွေဖြစ်ကြပါတယ်။ဒါပြန်လူမသိတဲ့စစ်ကောင်စီတပ်သားတွေဟာလည်းထောင်ထဲရှိဖမ်းဆီးခံရပြီးသူတို့ပေးဆက်ခဲ့တဲ့စစ်ကောင်စီတပ်ကအခုလိုလေကြောင်းကနေပုံကျဲတက်ခဲ့တာကိုခံရတာဟာတိစ္ဆာဖောက်ခံရတာဖြစ်တယ်လို့အန်ဒလန်ရှောင်းပုံကျဲမှုမှာတရားရှိသောသူတွေကပြောပါတယ်ကျွန်တော်တို့ဘလို့ဘွားမျိုးပဲရောက်ဒီလိုဘွားမျိုးမှရောက်လာတာညီကိုတွေပဲရဲဘော်ရဲဘက်စိတ်အပြည့်တော့ရှိတယ်စိတ်မကောင်းဘူးကျွန်တော်မျက်ရည်လည်းကျခဲ့တယ်ကျွန်တော်တို့ဘွားမှာပေါ့နောက်တစ်ခုကခန္ဓာချက်ကဘလို့ဖြစ်လာလဲဆိုတော့ကျွန်တော်တို့စိတ်ထဲမှာကျွန်တော်တို့ဘာလို့လုပ်ရတာလဲပေါ့ဒီလိုမျိုးကျွန်တော်တို့လက်နက်ကင်ဆောင်ထားတဲ့သူတွေလည်းမဟုတ်အဲ့လိုစိတ်ထဲမှာခံစားမှုကစိတ်နာကြီးတာပေါ့ကျွန်တော်တို့ဒီလောက်လုပ်ခဲ့တယ်ကျွန်တော်အခုအသက်56နှစ်ရှိခဲ့ပြီကျွန်တော်တက်မတော်မှာတောင်ထမ်းဆောင်လာတာ34နှစ်ပါကျွန်တော်တို့ဒီလိုတောင်ထမ်းဆောင်ခဲ့တာတော့မှကျွန်တော်တို့ပေါ့ဒီလိုလုပ်ရတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့တော်တော်စိတ်နာပါတယ်တက်မတော်ဘယ်လောက်ထိဖြစ်လဲဆိုရင်ဗျကျွန်တော်စိတ်ထဲမှာတော့ဒါမျိုးလုပ်ရသွားကျွန်တော်တို့တစ္ဆာဖောက်တယ်လို့ပဲကျွန်တော်ခံယူတယ်ချင်းချင်းပြန်တက်တယ်လို့ကျွန်တော်ခံယူတယ်ရှင်းပြောရင်ကျွန်တော်စိတ်နာတာပေါ့လုပ်တဲ့လူတွေကခေါင်းဆောင်ပါဗျာသူတို့အမင်းကြောင့်လောက်တာပဲဖြစ်မှာပဲဒါသူတို့အကျင့်စာရိတ္တပေါ်ပေါ်ပြတာစစ်ကောင်းဆောင်တွေဟာစစ်ပွဲအတွင်းမှာစစ်သုံးပန်းအဖြစ်ဖမ်းဆီးခံခဲ့ရတဲ့သူတွေကိုရန်သူလူအဖြစ်သတ်မှတ်ထားပြီးစစ်တပ်အတွင်းမှာသူတို့ရဲ့ရဲဘော်ရဲဘက်တပ်မိသားစုဝင်တွေကိုတန်ဖိုးထားတာမရှိတော့ဘူးလို့နိုင်ငံရေးသမားတွေကသုံးသပ်မှုတွေရှိကြပါတယ်ကျွန်တော်တို့နိုင်ငံမှာရှိတဲ့သူတို့ရဲ့တမ်းတော်ပါဆိုတဲ့ဟာကိုနိုင်ကိုကနော်တယောက်ကိုတယောက်နော်ကိုတပ်ဖွဲ့ဝင်ကိုအရာရှိအရာခံအကြတတ်တာမိသားစုဝင်ဘယ်ဟာမှသူတို့တန်ဖို့မထားဘူးအကြောင်းနေပြီးတော့သူတို့တွေကိုရှေ့တန်းမှာတချို့တွေအဖမ်းခံရတယ်တချို့တွေအညံ့ခံရတယ်တချို့တွေအလံဖြူထောင်သွားတယ်အဲ့ဒါတွေလည်းသူတို့တပ်ဖက်ကဆိုရင်တော့ဒါပြင်းထန်တာအရေးကြီးတယ်အကယ်၍မတည်ဘဲနဲ့နေပြီးလွတ်လာတဲ့ဟာရှိရင်လည်းသူတို့တွေဟာအဲ့ဒီဘက်ကိုပါမနေပြီးတော့အထောက်ပံ့အကူအညီဆိုတဲ့ဟာမျိုးမရှိသလောက်အောင်နေနောက်တစ်ခါဒီသူ့ရဲဘော်ဒီရှေ့တန်းမှာသေလို့သေမှန်းတောင်မှစရင်မထုတ်ပြန်ပဲနဲ့နော်ဒီနေ့နာကြီးဒီမိသားစုခံစားခွင့်တွေနော်ဒီဟာတွေကိုအကုန်လုံးပုံနေတဲ့သဘောရှိတယ်။ဘာမှမြို့သိမ်းတိုက်ပွဲတဲ့စတင်ဖြစ်ပွားတဲ့2023ခုနှစ်ကနေအခု2026ခုနှစ်အထိရခိုင်နဲ့ရှမ်းပြည်နယ်ကမြို့နယ်15ခုကိုအာရခတ်တပ်တော်ကတင်းပိုက်ချင်းချုပ်ထားပြီးတော့စစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တက်မ3ခုနဲ့တရန်ဌာနချုပ်ပေါင်းရာနဲ့ရှိပြီးတော့အေကတင်းပိုက်ထားတာလည်းဖြစ်ပါတယ်။ဒါပြန်ရခိုင်စစ်ပွဲအတွင်းဖမ်းဆီးခံခဲ့ရတဲ့စစ်သုံးဘက်နဲ့တပ်မိသားစုဝင်တွေကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခတ်မှုတွေဆက်တိုက်ပြုလုပ်လာတာဟာ
စစ်တပ်ရဲ့အတွင်းရင်ကိစ္စတွေနဲ့စိတ်ဆင်ရဲ့အတွင်းကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကိုထုတ်ဖို့ခံရမှာကြောက်ပြီးတော့နှုတ်ပိတ်ဖို့ကြိုးပမ်းတာလည်းဖြစ်နိုင်တယ်လို့စစ်ရဲ့အကဲခတ်တွေကြားသုံးသပ်မှုတွေရှိနေကြပါတယ်စစ်ကောင်စီတပ်ကခေါင်းဆောင်တွေဟာသူတို့အမင်းကိုဖိစံပြီးလက်နက်ရှာတာဒါမှမဟုတ်ပူပေါင်းတာလက်နက်ချအလန်းဝင်တာတွေရှိရင်ရန်သူအဖြစ်သတ်မှတ်ပြီးတော့ရှင်းမုန်းလေးရှိတယ်လို့စစ်တပ်အရာရှိဟောင်းတွေကပြောပါတယ် စစ်တပ်ကသူတို့ရဲ့အမိန့်ကိုဖိကြပြီးလက်နက်ချရင်ပူပေါင်းရင်အလင်းဝင်ရင်အဖမ်းခံရရင်ကိုပဲသူကရန်သူအဖြစ်သတ်မှတ်လေးရှိတဲ့အနေအထားမျိုးဖြစ်အဲ့တော့အရင်တုန်းကဘာရှင်းဘာတွေပဲလုပ်ခဲ့သူတို့နဲ့လမ်းခွဲလိုက်ပြီးဆိုတော့ရန်သူပေါ့နော်ပြောရမယ်ဆိုတော့ကျွန်တော်တို့စင်ပြူ10ကောင်ဖမ်းပေးတဲ့ကျေးဇူးကိုသူတို့မေးလိုက်တယ်စင်မဲတစ်ကောင်လွတ်တဲ့ဟာကိုပဲသူတို့ကအပြစ်ရှာဒါစစ်တပ်ရဲ့အလေးထားပဲအဲကြောင့်မလို့ဒီလက်ရှိတာဝန်ထမ်းဆောင်နေတဲ့သူတွေလည်းကာနာသစ်ပင်ဘဝကိုသူတို့တွေတနေ့မဟုတ်တနေ့ရောက်မှာအဲ့လိုမျိုးရောက်မဲ့ဟာမျိုးကိုစောစောစီးစီးကျွန်တော်တို့ဒီပြည်သူ့ဘက်ကိုပူပေါင်းပြီးရင်လွတ်ရကြွရအောင်ပြေးပေါ့နော်လွတ်ရကြွရအောင်ကတော့ပြေးပြီးတော့စစ်တပ်ကိုအများဆုံးစွန့်ခွာကြပါလို့တော့ကျွန်တော်ကတော့အကြံပေးလိုပါတယ်ဗျ ခိုင်ပြည်မှာစစ်ကောင်စီချင်းချောက်ထားနေတော့တာစစ်တွေကြောက်ဖြူနဲ့မောင်မြို့နယ်3ခုသာရှိတော့တာဖြစ်ပြီးတော့စစ်တွေနဲ့ကြောက်ဖြူမှာလည်းအေရဲထိုးစစ်တဲ့စတင်တက်ခတ်မှုတွေပြုလုပ်နေတာလေးဖြစ်ပါတယ်လက်ရှိတပ်ဖွဲ့တွေမှာအထိနာနေတဲ့စစ်ကောင်စီဟာအာခတ်တို့ချင်းချောက်မြို့နယ်တွေကစစ်သုံးဖက်နေထားတဲ့အကျဉ်းစခန်းတွေနဲ့အတူရဲရွာဟွန်ကြီးကျောင်းစာတန်ကျောင်းဆေးရုံစစ်ခန်းဈေးတွေကအမြင့်မပြတ်လေကြောင်းကနေပုံကျစ်တက်ခတ်နေပြီးတော့အများပြားတည်ဆုံးတရားရှိမှုတွေလည်းရှိနေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အောင်တန်းပါ